ဘောလုံးပြည်သက်များမင်္ဂလာပါဒီတစ်ပတ်ကျင်းပပြုလုပ်ခဲ့တဲ့မြန်မာ Women League Week 7ပွဲစဉ်9ကစိတ်ဝင်စားဖို့ကောင်းတဲ့ပွဲစဉ်တွေအကြောင်းကိုသုံးသပ်ချက်တွေနဲ့အတူတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီတစ်ပတ်ပွဲစဉ်တွေပြီးမှာမှတ်ပေးစရာထိတ်ဆုံးနေရာက ISP နဲ့ဒုတိယနေရာက AR မျိုးသမီးသင်းတို့ရဲ့အမှတ်ကွာဟမှုက3မှတ်ထိပြန်လည်ရောက်ရှိသွားခဲ့ပါတယ်ဒါအပြင်ရန်ကုန် United မျိုးသမီးအသင်းနဲ့ရှမ်း United မျိုးသမီးအသင်းတို့ရဲ့ပွဲစဉ်မှာနှစ်ဖက်ကစားသမားတွေအချင်းများခဲ့တဲ့ဖြစ်စဉ်ကလည်းပြည်သက်တွေကြားမှာပြောစရာပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပါတယ်ဒီတစ်ပတ်ပွဲစဉ်တွေထဲမှာစိတ်ဝင်စားနဲ့စောင့်ကြည့်မိခဲ့တာကတော့ရတနာဘုံအသင်းနဲ့ AR အသင်းတို့ရဲ့ပွဲစဉ်လိုပဲပြောချင်တယ်ဒီပွဲကိုဇူလိုင်လ29ရက်နေ့ကကျင်းပခဲ့ပြီးတစ်ဖက်တစ်ကိုးစီရလက်နဲ့ပြီးဆုံးခဲ့တယ်ဒီရလက်ကရတနာဘုံအသင်းအတွက်ကောင်းတယ်ဆိုပေမဲ့ AR အသင်းအတွက်ကတော့အဖိုးတဲ့အမှတ်2မှတ်ကိုဆုံးရှုံးလိုက်ရတာဖြစ်ပါတယ် AR အသင်းဟာဒီပွဲစဉ်မှာတရေကျခဲ့တာကြောင့်ပွဲစဉ်ခွန်အပြီးမှာမပီးစရာရဲ့ပထမနေရာမှာရှိနေတဲ့ ISP အသင်းနဲ့3မှတ်အထိပြန်လည်ကွာဟသွားခဲ့တယ် AR အသင်းနေနဲ့ညီပြတဲ့ကူမီကိုတာချီယိုရဲ့လက်ထက်မှာရုန်းကန်နေရတဲ့အနေအထားလို့ပဲပြောရမှာဖြစ်ပါတယ်AR အသင်းရဲ့အဓိကပြဿနာကအဓိကကစားသမားတွေဒဏ်ရာရနေတာလူစုံတက်ဆုံပါဝင်နိုင်ခြင်းမရှိသေးတာလို့ပဲသုံးသပ်ချင်တယ်အသင်းကောင်းဆောင်လဲလှိုင်းပါဝင်နိုင်ခြင်းမရှိသေးသလိုခန်းစစ်မှာအဓိကအားကိုးရတဲ့ဖြူဖွေးကလည်းဒဏ်ရာပြဿနာကြောင့်အခုပွဲစဉ်မှာပါဝင်နိုင်ခြင်းမရှိပါဘူးကွင်းနဲ့ကစားသမားတွေဖြစ်တဲ့ဖြူဖြူဝင်းနဲ့မင်းထုံမေဒီလာတို့ကစန္ဒာဘတ်နေရာမှာပွဲတွက်ကစားလာတာကိုတွေ့ရပါတယ်အသင်းကိုမေထက်လူပြန်ရောက်လာတာဥပီပြန်ကစားနိုင်တာတွေကတော့ AR အသင်းအတွက်အစိုးရကအကောင်လို့ပြောရမယ်ထင်တယ်ပွဲစဉ်6မှာလုံးက ISP ကိုတီးကစားခဲ့တဲ့ရှင်နာဘုံအသင်းကဒီပွဲမှာလည်းသူတို့ရဲ့ပုံစံကောင်းကိုဆက်ထိန်ပြီးလက်ရှိချန်ပီယံ AR အသင်းစီကနေအဖိုးတဲ့အမှတ်တမှတ်ထပ်မံခွဲယူနိုင်ခဲ့ပါတယ်ပထမပိုင်းမှာ AR အသင်းကစားပုံပိုကောင်းပါတယ်ကိုရနိုင်တဲ့အခွင့်အရေးတွေကိုလည်းအများကြီးဖန်တီးနိုင်ခဲ့တယ်ပွဲချိန်32မိနစ်မှာမေထုံမေစီတာသွင်းခဲ့တဲ့ဂိုးနဲ့ AR အသင်းဦးဆောင်ခဲ့ပါသေးတယ်ဒါပေမဲ့ပွဲချိန်48မိနစ်မှာဝင်းသိန်းကြီးထုံးကခြေပကုန်းပြန်သွင်းပြီးတဲ့နောက်ပိုင်းရတနာဘုံအသင်းကစားပုံပိုကောင်းလာခဲ့ပါတယ်မေထက်လူဇွန်ယူရဦးတို့ကိုဒုတိယပိုင်းမှာထည့်ပြီး AR အသင်းကြီးပြကူမီကိုကအနိုင်ကိုရဖို့ကြိုးပမ်းခဲ့ပေမဲ့လည်းတစ်ကိုရလက်နဲ့ပဲပွဲပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ပွဲစဉ်တစ်ပွဲကတော့ရှမ်း United မျိုးသမီးအသင်းနဲ့ရန်ကုန် United မျိုးသမီးအသင်းတို့ရဲ့ပွဲစဉ်မှာဒီပွဲစဉ်ကိုလည်းဇူလိုင်လ29ရက်နေ့ကကျင်းပခဲ့တာဖြစ်ပြီးရှမ်း United မျိုးသမီးအသင်းရဲ့အိမ်ဝင်တောင်ကြီးမြို့မှာကျင်းပခဲ့တာပါရှမ်း United နဲ့ရန်ကုန် United ဆိုတာက MMA မှာလည်းထိပ်တိုက်တွေ့ရင်တိုင်ဆိုင်မှုပြင်းထန်နေရှိတဲ့အသင်းတွေဖြစ်ကြတယ်မျိုးသမီးတီးမှာလည်းရှမ်းနဲ့ရန်ကုန်မျိုးသမီးအသင်းတို့ပွဲစဉ်ကတိုင်ဆိုင်မှုပြင်းထန်လေးရှိပါတယ်လက်ရှိအမှတ်ပေးစရာရဲ့ရက်တီမှုကိုကြည့်မယ်ဆိုရင်လည်းအဆင့်3နဲ့အဆင့်4နေရာတွေမှာရက်တီနေကြတဲ့အသင်းကြီးတွေဖြစ်တယ်။နှစ်သင်းလုံးမှာလက်ရွေးစင်ကစားသမားတွေပါဝင်ကစားနေကြသလိုပွဲကအကျိတ်နဲ့ရှိခဲ့တယ်။တိုင်ဆိုင်မှုလည်းပြင်းထန်ခဲ့တယ်။ပွဲရလက်အနေနဲ့ကတော့ဂုံမရှိသေးရလက်နဲ့ပဲပြီးဆုံးခဲ့ပါတယ်။ဒီပွဲစဉ်နဲ့ပတ်သက်လို့အဓိကပြောချင်တာကပွဲရလက်မဟုတ်ဘူး။ဒီပွဲမှာဘယ်အသင်းကခြေတာတယ်ဘယ်လိုကစားကွက်တွေအသုံးပြုခဲ့တယ်ဆိုတာလည်းမဟုတ်ပါဘူးပွဲချိန်62မိနစ်မှာဖြစ်ပွားခဲ့တဲ့နှစ်ဖက်အသင်းကစားသမားတွေကြားခိုက်ရန်ဖြစ်ပွားမှုအခြေအနေတွေကဒီပွဲစဉ်မှာအယုတ်ဆိုးအကြီးတန်းခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ်ပွဲချိန်62မိနစ်မှာနှစ်ဖက်အသင်းကစားသမားတွေကြားအပြန်အလှန်ထိုးကျိတ်တွန်းထိုးမှုတွေဖြစ်ပွားခဲ့ပြီးရန်ကုန် United အသင်းရဲ့ရှွန်းလဲနိုင်တဲ့ရှမ်း United အသင်းရဲ့တိုက်စစ်မှုဝင်းသူစာအောင်တို့ကိုအနီကပြားတွေပြသပြီးထုတ်ပယ်ခဲ့တာတွေ့ရပါတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ဘသူမှန်နဲ့ဘသူမှားတယ်ဆိုတာထက်ကျွန်တော်အနေနဲ့ကတော့ဒီလိုဖြစ်စဉ်မျိုးကဒီလိုအဆင့်မှာမဖြစ်သင့်ဘူးလို့ပဲပြောချင်ပါတယ်ကစားသမားတူဦးချင်းအနေနဲ့တည်င်းကစိတ်မထိန်နိုင်တဲ့အဖြစ်အပျက်ကမိမိပါဝင်နေတဲ့အသင်းကိုထိကိုက်နစ်နာမှုကြီးကြီးမားမားဖြစ်စေသလိုလက်ရွေးစင်အဆင့်မှာပါဝင်ခဲ့မယ်ဆိုရင်လည်းမြန်မာလက်ရွေးစင်အသင်းအတွက်ကြီးမားတဲ့နစ်နာမှုတွေနိုင်ငံအတွက်ဂုဏ်သိက္ခာကျဆင်းစရာတွေဖြစ်လာနိုင်ပါတယ်မြန်မာ Women League လို့မြန်မာမျိုးသမီးဘောလုံးရဲ့အ
အမြင့်ဆုံးလိပြိုင်ပွဲမှာပါဝင်ကစားနေကြတဲ့ကစားသမားတွေအနေနဲ့ကိုယ့်ရဲ့အသင်းကိုယ့်ရဲ့လက်ရွေးစင်အသင်းထိခိုက်စေမဲ့အဖြစ်ပြက်အပြုတ်မှုတွေကိုတော့တတ်နိုင်သမျှရှောင်ကျဉ်ဖို့လိုအပ်တယ်လို့ပဲပြောချင်ပါတယ်အခုပွဲစဉ်မှာဂိုးမရှိတဲ့ရေရလက်နဲ့ပဲပြီးဆုံးသွားခဲ့တာကြောင့်မှတ်ပေးစရာရဲ့တတိယနေရာမှာရှမ်းယူနိုက်တက်အသင်းကဆက်ရှိနေပြီးရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းကလည်းအဆင့်၄နေရာမှာဆက်လက်ရပ်တည်နေပါတယ်ဇူလိုင်လ29ရက်နေ့ကကျင်းပခဲ့တဲ့ပွဲစဉ်မှာတော့ ISP အသင်းကရန်ကုန်စီးတီးအသင်းကို8-9 ဂိုးမရှိဆိုတဲ့ရလက်နဲ့အနိုင်ယူပြီးအမှတ်ပေးစရာရဲ့အဆင့်1နေရာမှာဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်ဒါအပြင် ISP အသင်းအနေနဲ့ဒုတိယနေရာကအရာဝတီအမျိုးသမီးအသင်းရဲ့တည်ရပွဲရတဲ့ကြောင့်3မှတ်ဖြတ်ထားနိုင်တဲ့အနေအထားကိုရောက်ရှိသွားခဲ့ပါတယ် ISP အသင်းနဲ့ရန်ကုန်စီးတီးတို့ရဲ့ပွဲစဉ်ကတော့ခြေစွမ်းကွာဟာချက်ကြီးမားတဲ့ပွဲစဉ်တစ်ပွဲလို့ပဲပြောရမယ်ပထမပိုင်းပြီးမှာ ISP အသင်းက 3-0 ရတဲ့နဲ့ဦးဆောင်ခဲ့ပြီးဒုတိယပိုင်းမှာတော့နောက်ထပ်အနိုင်ဂိုး9ဂိုးကိုထပ်မံသွင်းယူခဲ့တာဖြစ်ပါတယ်ရန်ကုန်စီးတီးအမျိုးသမီးအသင်းအနေနဲ့ပွဲစဉ်9ပြီးဆုံးချိန်မှာ9ပွဲကစား9ပွဲလုံးရှုံးနေထားသလိုသွင်းဂိုးလည်းတစ်ဂိုးမှရရှိထားခြင်းမရှိပဲပေးဂိုး38ဂိုးအထိပေးထားရတာတွေ့ရပါတယ်ရန်ကုန်စီးတီးအသင်းရဲ့အနေအထားကပထမအကြော့ပွဲစဉ်နေပြီး transfer window ပြန်လဲဖွင့်လှစ်ချိန်မှာမဖြစ်မနေအားဖြစ်ရမယ့်အနေအထားမျိုးလိုပဲပြောကြပါတယ်ပွဲစဉ်9ပြီးဆုံးချိန်မှာတော့ ISP အသင်းကအမှတ်ပေးစရာရဲ့အဆင့်1နေရာမှာရာမှတ်19မှတ်နဲ့ဆက်လက်ရပ်တည်ပြီးဒုတိယနေရာမှာ AR အသင်းက16မှတ်တတိယနေရာမှာရှမ်းမျိုးသမီးအသင်းက14မှတ်သဒုတိယနေရာမှာတော့ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းကရာမှတ်73မှတ်နဲ့ရပ်တည်နေတာကိုတွေ့ရပါတယ်အဆုံးထိကြည့်ရှုပေးတဲ့မြန်မာဘောလုံးဝါသနာရှင်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ထပ်အစီအစဉ်တွေမှာပြန်လည်ဆုံတွေ့ဖို့လည်းမျှော်လင့်ပါတယ်